ဆက်ပြီးတော့သူနဲ့ပဲကျွန်တော်တို့ကဒါတော်တော်များများ case study ကဖြစ်နေတာဆိုတော့ပြရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဇူလိုင်ပြီးတော့ဇူလိုင်15ပေါ့နော်နောက်2 ရက်လောက်မှာကျတော့သူကဘာထပ်ပြောလဲဆိုတော့နော်သူအဲ့လည်းသူမဲဆွယ်ပေါ်သူဘလွန်ပတ်မှာလားမသိဘလွန်ပတ်မှာသူကပြောလိုက်တာနော်သူဘာပြောလဲဆိုတော့ထိုင်ဝမ်ကိုသူကသွားပြောတယ်ထိုင်ဝမ်ဆိုတော့ကမ္ဘာမှာအကြီးဆုံးစီမီကွန်ဒက်တာထုတ်တာပေါ့ထုတ်တာအများဆုံးပို့တာသူတို့စီအမေရိကဝယ်ပို့တာနော် chip တွေပေါ့နော် chip တွေတပိုင်းလျက်ကူးပစ္စည်းတွေနော်ထုတ်တဲ့နော်တိုင်ဝမ်ကအဓိကထုတ်တယ်ဒါပေမဲ့လည်းအမေရိကတိုင်ဝမ်ကိုသူကဘာပြောနောက်ွယ်ရနေပြီးတော့ကျွန်တော်ပက်ကင်ပေးထားတဲ့အနေအထားရှိတယ်စီရေးရအောင်ပေါ့နော်စီရေးရအောင်သူကအနောက်ွယ်ရနေတော့ပက်ကင်ပေးထားတဲ့အခြေအနေရှိခါကျတော့သူကဘာပြောလိုက်လဲဆိုတော့Bloomberg News ကိုသူကပြောလိုက်တိုင်ဝမ်ကိုသူတို့စောင့်ရှောက်ထားတဲ့အတွက်နော်ဒီနော်သူတို့အမေရိကကိုတိုင်ဝမ်နေပြီးတော့စောင့်ရှောက်ကပေးသွင်းရမယ်နော်စောင့်ရှောက်ကပေးရမယ်ဆိုပြီးသူကနော်ပြောလိုက်တယ်နော်ပြောလိုက်စောင့်ရှောက်ကပေးရမယ်မင်းတို့ကအလကားတော့မစောင့်ရှောက်နိုင်ဘူးနော်ဟိုတစ်ဖက်ကဆရာကြီးတိုက်လာရင်လည်းမင်းတို့ကမစောင့်ရှောက်တော့ဘူးစောင့်ရှောက်စေချင်ငါတို့ပတ်စံပေးဆိုတာမျိုးသူကပြောလိုက်နော်ပြောလိုက်တဲ့ခါကျတော့ဘာဖြစ်လဲနော်အဲတိုင်ဝမ်စီမီကွန်ဒက်တာဒီတော်လေးကိုကျွန်တော်တို့ကဒါအကောင်းနော်အရန်ကောင်းတာပေါ့ဒီ stock ကတော်တော်ကောင်းတဲ့ဒီ semiconductor ဒီ share ရဲ့ဈေးနှုန်းတွေပေါ့နော် semiconductor share ဈေးနှုန်းတွေကကျွန်တော်တို့ကထိုးကြအောင်နော်ထိုးကြပါတယ်ဘယ်လောက်ထိကြပါလဲဆိုတော့ new tap lower on ဆိုတော့နော် one tap ကျွန်တော်တို့ကျသွားတယ်နော်အစောပိုင်းတုန်းကဘယ်လောက်ရှိနေအောင်ဆိုတော့1060လောက်ရှိနေတဲ့နေရာနေပြီးတော့သူအဲ့မှာဘလွန်ဘတ်မှာပြောလိုက်ရောဘယ်လောက်ထိဆင်းချသွားလဲဆိုတော့1500နော်ဒေါ်လာ1000 share စုကို$1,500အထိကျွန်တော်ကဆင်းချသွားတာတွေ့ရမှာဖြစ်ပါတယ်နော်ဒါကဘာလဲဒီကျွန်တော် key person ပေါ့နော်ပုံကိုတယောက်ကနေပြီးတော့ဒါမီဒီယာမှာပြောလိုက်တဲ့စကားတစ်ခွန်းဟာနော်သူများနိုင်ငံမှာရှိနေတဲ့ stock တစ်တောင်ကိုဘယ်လောက်ထိကျွန်တော်က impact ဖြစ်သွားစေလဲဆိုတာကိုဒါပြောသူနေဖြစ်ပါတယ်ဒါ ကုမ္ပဏီရဲ့ဒါ external shock လို့ခေါ်တာပေါ့နော်ပြင်ပရက်ခတ်မှုတောင်ကိုဒါကုမ္ပဏီနေနဲ့ခံလိုက်ရဖြစ်ပါတယ်နော်ဒါတော့တိုင်ဝမ်စီမီကွန်ဒက်တာရဲ့လက်ရှိအခြေအနေဖြစ်ပါနော်လက်ရှိအခြေအနေမှာတော့တိုင်ဝမ်စီမီကွန်ဒက်တာသူ့ရဲ့နော်ဒါလည်းသူ့ရဲ့ fundamental ကမချိမ့်ပါဘူးနော်တိုင်ဝမ်စီမီကွန်ဒက်တာသူ့အလုပ်သူလုပ်နေစတော့ဈေးရကြပါဒီစီမီကွန်ဒက်တာဆိုတော့တပိုင်းလျက်ကူ PSC ပစ္စည်းတွေကကျွန်တော်က quality short လို့မှမရသူ quality short လိုက်ရင်အမေရိကကမဝယ်တော့နော်အခုကထိုင်ဝမ်ထုတ်တယ်ကိုရီးယားထုတ်တယ်ဂျပန်ထုတ်တယ်နော် chip တွေထုတ်တာအဓိကထုတ်တာဒါပေမဲ့သူတို့ကအများဆုံးရောင်းရတာနော် quality ကျသွားလို့ stock ဈေးနှုန်းကျသွားမဟုတ်ပါဘူးနော် quality ကျသွားလို့ stock ဈေးနှုန်းကျသွားမဟုတ်ဘူးဦးနာဆရာကြီးရဲ့ဆို main တစ်ခုကြောင့်သူကကျသွားတယ်နော်ဒါ external short ပေါ့ external short ကြောင့်ထိုင်ဝမ်မှာရှိနေတဲ့ investor တွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ sentiment ကဟာဒီဆရာကြီးကတော့အနောက်ရှက်ပေးပြီနော်ငါတို့ဒီ TSMC share တွေကတော့နော်ကောင်းမှာမဟုတ်တော့ဘူးဆိုပြီးတော့ဒါလောက်တာပေါ့နော်အမေရိကန်ကမဝယ်တော့တော့ဒုက္ခရောက်ကြကြီးရဲ့ပေါ့နော်ဒီ chip တွေကိုအမေရိကန်ကမဝယ်တော့အမေရိကန်ကဝယ်မှာသူတို့မဝယ်လဲသုံးစရာအောင်မရှိဘူးနော်အဲ့တော့အားရပြည်သူလူထုရဲ့ခံစားချက်ပေါ့နော် external shock ကပုံကိုတူပဲပြောလိုက်တဲ့ခါမှာထိုင်ဝမ်နိုင်ငံမှာရှိနေတဲ့ investor ရဲ့စိတ်ထဲမှာခံစားချက်ကနော်ပြောင်းသွားတာပေါ့နော်ဒီ chip တွေကနော်အမေရိကန်ကနော်ဒီလူရတကယ်ပြောလို့နောက်တစ်ချိန်မှာနော်ငါတို့ရဲ့ chip တွေ import ပေးလိုက်ရင်တော့ဒုက္ခရောက်ရည်ရဆိုပြီးတော့share ဈေးနှုန်းတွေကထိုးဆင်းသွားနော်ဒါပေမဲ့တကယ်တမ်းကျတော့အခုကျလာတော့မကျပါဘူးတိုင်ဝမ် semiconductor ရဲ့နော်လက်ရှိမှာဆိုရင်သူကစွမ်းဆောင်ရည်အရန်ကောင်းတယ်နော် performance အရန်ကောင်းတယ်နော် sustainable ဖြစ်တယ်နောက်တစ်ခါသူရဲ့ကုမ္ပဏီရဲ့အမြတ်ပေါ့နော် record profit နော်တကယ်စံချိန်တင်မြင့်တက်လာတယ်နော် market share ကလည်းတကယ်ကိုရတာနော်ကမ္ဘာမှာရှိတဲ့ semiconductor ရဲ့ 80% လောက်ကသူတို့က export လုပ်နေတာကျန်တာဂျပန်တို့ကိုရီးယားတို့ပါဗီယက်နမ်တို့နော်အဲ့တော့သူရဲ့ market share ကလည်းကျွန်တော်ကအဲ့တော့ fundamental တွေလည်းမချေဘူးကောင်းကောင်းမွန်လုပ်တဲ့ခါကျတော့အချိန်မှာတော့ပြန်ပြီးတော့ဒီရဲ့ဒီ semiconductor industry မှာကျွန်တော်ကဈေးနှုန်းတွေကတော့ပြန်ပြီးတော့
တက်လာတာနော်ပြန်တက်လာတာပဲနော်ဒါနဲ့ဘာလို့ရအောင်ဆိုတော့တစ်ဖက်ကအဲ့ဆရာကြီးပေါ့နော်အမေရိကန်ဆရာကြီးမစ္စတာထရမ့်တို့ကျင်းအောင်တော့ဘာလုပ်ပေးရလဲဆိုရင်နော်တိုင်ဝမ်ဆီမီကွန်ဒက်တာရဲ့နော်ဒီ plan ပေါ့နော် plan အချို့ပေါ့နော်ဒီကျွန်တော် fabrication plans တို့ဘာလို့တချို့တော့သူတို့စိတ်ကျဉ်အောင်ဆိုပြီးတော့အမေရိကန်မှာသွားပြီးတော့နော်သူရဲ့လုပ်ငန်းခွဲတွေတော့သွားပြီးတော့ဖွင့်လှစ်ပေးရတဲ့အနေအထားတော့ရှိတာပေါ့ဒါလည်းကုမ္ပဏီနဲ့နစ်နာတော့တာအကြောင်းတော့မရှိပါဘူးနော်အားကြောင့်တိုင်ဝမ်ဆီမီကွန်ဒက်တာရဲ့ share ဈေးနှုန်းတွေကတော့အခုချိန်မှာတော့ကျွန်တော်တို့ကဒါလောလောဆယ်မှာဖြစ်နေတဲ့ဈေးပေါ့နော်ဒါမနေ့ကဈေးဆိုရင်တော့1040လောက်နဲ့ကျွန်တော်တို့ကသွားနေတဲ့အနေအထားရှိတာကိုတွေ့ရမှာဖြစ်ပါနော်ဘာပြောပြောကုမ္ပဏီရဲ့ fundamental မချင်းဘူးကောင်းကောင်းမွန်ထုတ်လုပ်နေတယ် market share ရလည်းအားကောင်းတယ် sustainable ဖြစ်တယ်ဆိုရင်တော့တစ်ချိန်မှာတော့ပြန်ပြီးတော့ recover ရတာပါပဲเนาะအဓိကတော့ကုမ္ပဏီကကိုယ့်အလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်နေရင် external shock ဆိုတာလည်းယာယီပဲဖြစ်တဲ့အတွက်တစ်ချိန်မှာပြန်ပြီးတော့ recover ရနိုင်တာပဲဖြစ်ပါတယ်เนาะဆက်ပြီးတော့ကျွန်တော်တို့သွားရအောင်ဆက်သွားမယ်ဆိုရင်တော့ကျွန်တော်ကဒါပြီးခဲ့တဲ့ဇွန်လ9ရက်เนาะဇွန်လ9ရက်ကျတော့ကျွန်တော်ဘာဖြစ်ပြန်လဲဇွန်လ9ရက်ကျဘာဖြစ်ပြန်လဲဆိုတော့ဒါအမေရိကန်အားလုံးလည်းသိပြီးသားပဲเนาะဇွန်လ9ရက်နေ့မှာတော့ဒီအမေရိကန်ရဲ့ဒါ Tesla ကုမ္ပဏီ CEO Elon Musk ပေါ့နော် Elon Musk နဲ့ဒါသမ္မတ Donald Trump တို့သဘောထားပွဲလဲကြနော်သဘောထားပွဲလဲပြီးတော့ထွက်မယ်ပေါ့ Elon Musk ကလည်းနော်သူ့ရဲ့ဝန်ကြီးဌာနနေထွက်မယ်ပေါ့နော်ထွက်မယ်ဟိုကလည်းသွားပါမင်းဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်Elon Musk ကလည်းအမင်းနိုင်တာလှုပ်ပေးထားလို့နိုင်တာဆိုတဲ့ဟာတွေတော့ကြောနော်ပြောကြပြီးတော့နော်တောင်ကြောတွေ့ကြတာပေါ့နော်တွေ့ကြပြီးတော့ဘာဖြစ်သွားလဲအမေရိကန်မှာရှိတဲ့အဓိက stock ဈေးကွက်အဓိက stock အညုံငင်ကြီး3ခုရှိတယ် Nasdaq ရဲ့ Standard & Poor's 500ရဲ့ Dow Jones ရဲ့3ခုစလုံးအဲ့ဒီမှာကျင်းချသွားတယ်သူအချင်းများတဲ့နေ့မှာပဲချက်ချင်းကျင်းချသွားနော်အဲ့တော့ Nasdaq ဆိုရင်ဘယ်လောက်ကျသွားလဲဆိုရင်ကျွန်တော်တို့0.8% ကျသွားတယ်နော်အဲ့ဒီအချိန်မှာပဲ Elon Musk ရဲ့ Tesla မော်တော်ကားကုမ္ပဏီရဲ့ share ဈေးနှုန်းက14%ကျသွားနော်သူက Nasdaq မှာသူက listed လုပ်ထားတာဟုတ်နောက်က Standard & Poor's 500ကလည်း0.5%ကျဆင်းသွားတယ်အဓိက Dow Jones Industrial Average ကြီးကတော့နော်108 point ကျသွားတယ်ရာခိုင်နှုန်းအပြင်ဆိုတော့3.3%ကျဆင်းသွားတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါ key person ပေါ့နော် key person တွေရဲ့ဒီစီးပွားရေးဇက်ခုံပေါ်မှာကပြနေတဲ့အနေအထားပေါ့နော်အနေအထားကျန်းရင်ကျန်းတယ်လို့ကျွန်တော်တို့ stock ဈေးရုပ်ကမှာဆိုရင်လည်းဒါ key person ရဲ့ involvement တွေကစောင့်ကြည့်ရတဲ့အနေအထားဖြစ်ပါတယ်အခုကတော့တကယ်နော် key person တွေတကယ်နိုင်ငံရဲ့ကမ္ဘာရဲ့ key person တွေရဲ့ဒါဇက်ခုံပေါ်မှာကပြတဲ့ဒီဟိုပါပေါ့နော် show ကဒါကျန်းသွားတဲ့အတွက်နော်ဒီ stock ဈေးကွက် signal ကချက်ချင်းကိုကျွန်တော်ကအဲဒီဇွန်လ9ရက်နေ့မှာတော့အောက်ကို drag down ဖြစ်သွားတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။ Okay ဆက်လက်ပြီးတော့ကျွန်တော်သွားကြည့်ပါမယ်။ဒါတော့ Tesla ပေါ့နော်ဒါတော့ Elon Musk ရဲ့ Tesla ကုမ္ပဏီကအဲ့ဒီနေ့မှာပေါ့နော်ဇွန်9ရက်မှာပဲ Tesla ကားရဲ့ share ပြရလဲခုနပြောလိုပဲ14%ဒါကျဆင်းသွားတယ်သူနဲ့ Mr. Donald Trump ရဲ့အချင်းများမှုကနေပြီးတော့ဒီလူထုကလည်းနော် Tesla Elon Musk ကိုငိုရဲမှ Donald Trump ဒီမှာသွားပေါင်းတာကိုမကြိုက်တဲ့အနေအထားမှာသူတို့နှစ်ယောက်အချင်းများပြီဆိုတော့Donald Trump တော့ဒါ Elon Musk ကိုတော့စော်တော့မှာပဲတင်းတင်းတင်းတော့စော်တော့မှာပဲဆိုတော့သူတွေရဲ့ fears ပေါ့နော်ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတယ်ကြောက်ရွံ့စိတ်ဖြစ်ပေါ်လာပြီးတော့ Tesla share ကအဲ့ဒီနေ့မှာပဲ14%ကျသွားပြီးတော့ share ဈေးကဘယ်လောက်ဖြစ်သွားလဲဆိုတော့281.93နော်14%ကျဆင်းသွားတဲ့အနေအထား284.93နော်ဒေါ်လာနဲ့အဲ့ဒီကဈေးပိတ်သွားတယ်ပေါ့နော်14%ကျသွားတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ Tesla လည်းအခုတည်းကအဲ့ဒီဈေးနော်အခုဆိုရင်သူ့ဈေးကဒေါ်လာ200ပတ်လည်မှာပဲတော့စမှာရှိတော့တယ်ပေါ့နော် Tesla ရဲ့အနေအထားကလည်းအခုချိန်မှာတော့ဒီလူတို့ရဲ့ဒီသူ့ပေါ်မှာတုံ့ပြန်တဲ့အနေအထားအခုတည်းတော့ကောင်းလာတဲ့အနေအထားမရှိသေးဘူးလို့နော်တွေ့ရမှာဖြစ်ပါတယ်
ဒါပေမဲ့ Tesla မော်တော်ကားရဲ့နော် quality ပြောကြပါလို့စော်စင်လုံးကြတာလားမဟုတ်ပါဘူးနော် Tesla သူ့မူရင်းနော် quality တိုင်းပဲထုတ်နေတာပါပဲမူရင်းအချိုးအစားတိုင်းပဲထုတ်နေတာဒါပေမဲ့လည်းခုနပြောတဲ့သူတို့အချင်းများတဲ့ကိစ္စကြောင့်နော်ပြည်သူလူထုကလည်းElon Musk စတဲ့တုန်းက Tesla ကားတွေမီးရှို့ပလိုက်တာတွေပြဆန္ဒပြနော်သူရဲ့ DOGU လို့ခေါ်တဲ့နော်သူရဲ့ဒီအစိုးရဆွမ်းဆောင်ရေးမြင့်တဲ့ဌာနအနေပြီးတော့သူကလည်း Elon Musk ကလည်းအစွမ်းပြပြီးတော့ဟိုလောက်တရားလောက်ဆိုတော့အကုန်လုံးပြည်သူတို့ကမကြိုက်နေတဲ့တော့သူ Tesla ကားတွေမီးရှို့ပလိုက်နော်ဘာလို့ဆန္ဒပြအဲ့တော့သူရှယ်ယာဈေးနှုန်းတွေကလည်းကျသွားတဲ့အနေအထားရှိပါတယ်နော်ဒါကတော့ခုနပြောတဲ့ external impact နဲ့သူတွေရဲ့ sentiment motivation တွေရောစော်စင်းနှုန်းတွေကကျဆင်းသွားတဲ့အနေအထားကိုတွေ့ရတာဖြစ်ပါတယ်။ Okay ဆက်ပြီးတော့ကျွန်တော်သွားရအောင်ဂျွန်လ17ရက်ပေါ့နော်ခုနဂျွန်5ပြီးတော့ဂျွန်17မှာကျတော့ Dow Jones Industry Average ပေါ့နော် Standard & Poor's 500ပေါ့နော် Nasdaq ကိုပြန်ပြီးတော့တက်သွားတွေ့ရတယ်နော် Dow Jones ကကျွန်တော်က 0.2 ပြန်တက်တယ် S&P က 0.5 ပြန်တက်ပြီးတော့ Nasdaq က 0.6% ပြန်တက်တာတွေ့ရပါနော် Standard & Poor's 500ဆိုရင်တကယ်ကိုကျွန်တော် all time closing high နော်ကျွန်တော်ကဒါအမြင့်ဆုံးအနေအထားထိပြန်ပြီးတော့ရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီအဖြစ်အပျက်ပေါ့နော်ပြန်လဲပြီးတော့ဒီ index တုံးလုံးဒီပြိုင်နဲ့ပြန်ပြီးတော့ကော့တက်သွားတဲ့အနေအထားဘာကြောင့်လဲဆိုတော့ကြည့်လိုက်တဲ့အခါကျတော့ဒီ underpinned by resilient corporate earnings ဆိုတော့ဒီ index ထဲမှာပါတဲ့ကုမ္ပဏီတွေဟာနော်ပြင်ပရိုက်ခတ်မှုတန်တွေကိုကောင်းကောင်းခံနိုင်ရည်စွမ်းရှိတဲ့အနေအထားဖြစ်ပြီးတော့နော် corporate earnings တွေကလည်းမြင့်တက်လာတဲ့အနေအထားတွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့နော် economic growth projections လို့ခေါ်တယ်တိုင်းပြည်ရဲ့စီးပွားရေးခန့်မှန်းချက်ပေါ့နော်ဒီနိုင်ငံရဲ့တိုင်းပြည်စီးပွားရေးခန့်မှန်းချက်ကလည်းဒါပညာရှင်တွေခန့်မှန်းတာအနေအထားကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ဒီကျွန်တော်တရုတ်ကြီးနဲ့ပေါ့နော် trade war မှာတရုတ်ကြီးနဲ့ပြန်ပြီးတော့ talk တွေပြောကြတယ်နော်ပြန်ပြီးတော့ negotiation table ကိုပြန်သွားကြတယ်ပြန်ပြီးတော့ညှိနှိုင်းကြရတယ်ဆိုတော့အနေအထားလဲတွေ့ရောနော် stock ဈေးကွက်မှာရှိနေတဲ့အညွှန်းကိန်းတွေဟာနော်ပြန်ပြီးတော့မြင့်တက်လာတာတွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီအဖြစ်အပျက်တစ်ခုပါဆိုရင်9ရက်နေ့မှာဖြစ်တယ်နော်17ရက်နေ့ကျတော့ပြန်ပြီးတော့ recover ရသွားတဲ့အနေအထားတွေတွေ့ရပါတယ်ဒါတွေကဘာလို့ဆိုလို့လဲဆိုတော့ဒီ stock ဈေးကွက်ထဲမှာရှိနေတဲ့နော် component တွေနော် component တွေမှာပါနေတဲ့ကုမ္ပဏီတွေကသူ့အလုပ်သူကောင်းကောင်းမွန်လုပ်နေကြတယ် fundamental တွေမချိန်ဘူးသူတို့ရဲ့ earnings တွေကိုနော်ငကိုတဲ့ပို့ပြီးတော့ကောင်းအောင်လုပ်ကြတယ်နော်ကုမ္ပဏီတစ်ခုချင်းစီရဲ့ corporate earnings တွေကောင်းတဲ့ခါကျတော့တိုင်းပြည် economic growth ကနော်တက်မယ်ဆိုတော့ expectation တွေကိုပညာရှင်တွေကခန့်မှန်းထားကြတယ်တစ်ဖက်မှာတစ်ခါ trade war ကြောင့်ဆိုရင်ပူပန်ဖြစ်နေတာနော် negotiation table ကိုပြန်ပြီးတော့သွားကြတယ်ဆိုအခြေအနေမျိုးမှာနော်ဒီ stock အညွှန်းကိန်းတွေကပြန်ပြီးတော့မြင့်တက်လာတာကိုတွေ့ရတာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒါ economy နဲ့ stock တွေရဲ့ဒါကျွန်တော်ဆက်စပ်မှုတွေကိုဒါမျက်ဝါးထင်ထင်ဒီမှာတွေ့နေရတဲ့အနေအထားဖြစ်ပါတယ်ကဲအားဖြင့်ကျွန်တော်တို့က hot test တွေနဲ့ဒီကိုသွားကြရအောင်